ကျွန်တော်တို့ကဘယ်လိုမျိုးပညတ်တော်များကိုစောင့်ရှောက်ပြီးမှဘယ်လိုအသက်ရှင်ရမလဲဆိုပြီးမှအနေငယ်စဉ်းညစ်သွားတဲ့အပိုင်းတွေလည်းရှိကောင်းရှိမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ယနေ့ယုံကြည်သူခရိယန်များအားဖြင့်ခံယူတာကကျေးဇူးတော်ကာလအကြီးမှာဘာပညတ်တရားတွေရှိတယ်လဲဆိုပြီးမှကျွန်တော်တို့စဉ်းစားမဲ့အပိုင်းတွေဘာပြောမလဲဆိုအသွင့်တက်လို့ရတဲ့အပိုင်းတွေအများကြီးရှိလာတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ပညတ်တော်ကိုစောင့်ရှောက်ဆိုကျွန်တော်တို့ခေါ်ဖိတ်တဲ့အခါမှာကျွန်တော်တို့စဉ်းစားဖို့ရန်အတွက်ကတကယ်ပညတ်တော်ကြီးကိုမောရှေပြဋ္ဌာန်းထားတဲ့ပညတ်တရားတော်များကိုစောင့်ရှောက်ဖို့ရန်အတွက်ခေါ်ဖိတ်တဲ့အကြောင်းမဟုတ်ပါဘူး။ဒီတမန်ကျမ်းစာမှာဒီရှင်ယောဟန်အနေနဲ့ကျွန်တော်တို့ကိုသိစေခြင်းတဲ့အဓိကကချင်လူကတော့ခုံကားတရဲ့မြစ်နော်ရစ်ဖြစ်စေတော့စိတ်နှလုံးသားကိုဆူလိုခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ရစ်ဖြစ်စေတော့ရစ်ဖြစ်တော့ဇေတော့ဆိုတာတဲ့ရစ်ဖြစ်တော့စိတ်နှလုံးလို့ဆိုရင်ပိုပြီးမှထိရောက်မှထင်ပါတယ်အခါကျတော့ဒီရစ်ဖြစ်တော့စိတ်နှလုံးအဖြစ်ယုံကြည်တတ်ဖို့ရန်အတွက်လောကကြီးမှာခရိယန်အဖြစ်အသက်ရှင်သောအသက်တာမှာဖခင်ရဲ့ဆိုလိုရင်းတနေ့တပုံပြောမယ်ဆိုတော့နှုတ်ကပတ်ဒေသနာတော်ရဲ့ကျွန်တော်မတို့ကိုတွင်တင်ထားတဲ့အပိုင်းကိုဂဂနနလို့မဟုတ်တဲ့အတိုင်းအောင်မှကျွန်တော်တို့နားလေသဘောပေါက်နိုင်ဖို့ရန်အတွက်ခေါ်ဖိတ်ထားတဲ့ကြံပဲဖြစ်ပါတယ်ဆိုတာကိုတွေ့ရတယ်အခါကျတော့ခုနပြောတဲ့ကျွန်တော်တို့ကစဉ်းစားလိုက်တယ်ခုနပြောသလိုပညတ်တရားကိုကျွန်တော်တို့မချစ်နိုင်တော့တောင်ယေရှုခရစ်တော်ဒီလောကကိုဆင်းသက်လာပြီးမှကျွန်တော်တို့ကိုချစ်ချင်းမြတ်တာအပြင်ကယ်တင်ခြင်းအမှုကိုပြုတာမဟုတ်ဘူးလားဆိုပြီးမှခဏကျွန်တော်တို့ပြောတာမှန်ပါတယ်အဲ့ဒါတကယ်အမှန်တရားပါပဲယေရှုခရစ်တော်ဒီပညတ်တရားကိုဖယ်ပြီးမှချစ်ချင်းမြတ်တာတရားဆိုတဲ့စုကျေးဇူးအပြင်ကျွန်မတို့ကိုကယ်တင်တာမှန်တော်ညာလေတကယ်နဲ့နှလုံးသားထဲမှာရစ်ပါတယ်ရစ်ကဲသို့သောခံယူချက်မရှိတဲ့ဘယ်လိုမျိုးယုံကြည်သူကိုမှဘယ်လိုပဲမေတ္တာတရားနဲ့မှကယ်လို့မရဘူးဆိုတာကိုအထူးနားလည်ဖို့ရတဲ့ဒီရှင်ယောဟန်ကြီးအနေနဲ့ကချစ်သားတို့ဆိုပြီးမှသူအင်မတန်မှချစ်တဲ့ယုံကြည်သူခရိယာများကိုခေါ်ဖိတ်တဲ့တဘောတရားဖြစ်ပါတယ်ဆိုတာကိုနားလည်ဖို့ရတဲ့ဖြစ်ပါတယ်ဆိုတော့ရှင်ယောဟန်ကဘာတွေပြောထားလဲကျွန်တော်တို့နှလုံးသားကရစ်ဖြစ်လာဖို့ရအတွက်ကရစ်အနေနဲ့လောကကြီးကိုကောင်းဆုံးဖော်ပြနိုင်ဖို့ရန်အတွက်ကဘာလို့တလဲအပြစ်ကိုမလုံမိအောင်ရှောင်ကြည့်ပါလို့ပြောတာရှောင်ကြည့်ပါတကယ်လို့များအပြစ်ကလွတ်ခဲ့မိရင်တောင်းယေရှုခရစ်တော်ဆိုတဲ့အမည်နာမ၌နောင်တဆိုတဲ့အရာအဖြစ်ပြန်လေလာဖို့ရန်အတွက်ခေါ်ဖိတ်ထားခြင်းဖြစ်တယ်ဒီမှာကကျွန်တော်တို့တမန်ကျမ်းကချင်ကျမ်းထဲမှာပို့ပြီးမှထိရောက်တဲ့အပိုင်းရှိတယ်ထင်လိုက်ရဲ့မြစ်အဲ့ဒါကကချင်လူဒါပမာလူဒါရိုက်ပြန်မယ်ဆိုရင်တော့ကိုစားပြုတ်တော့စိတ်နေသဘောထားလို့ပဲပြောရမှာပေါ့ကိုစားပြုတ်တော့စိတ်နေသဘောထားအဖြစ်ခရစ်တော်ရဲ့ရှေ့မှာယက်တည်နိုင်ဖို့ရတဲ့ဆူလူခြင်းပဲဖြစ်ဒါဆိုရင်အဲ့ဒီထင်လိုက်တယ်ဆိုတော့ကျွန်တော်တို့ကချင်စကားမှာကတော့တော်ထီမိဖြစ်တဲ့စကားပဲထင်လိုက်ရဲ့ပမာလူသားတဲ့အပြန်အလံဖြစ်တာပေါ့နော်အပြန်အလံဖြစ်တယ်လို့ပြောမိတ္တဟာရပြုတယ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့တကယ်အဲ့ဒီမိတ္တဟာရပြုတယ်ဆိုရင်လည်းတိတ်ပြီးမှမထီရောက်တဲ့စကားပါပဲထင်လိုက်တယ်ဆိုတော့ဒီကချင်စကားကိုဒါရိုက်ပြောမယ်ဆိုရင်တော့အတ္တကိုဖေနိုင်ဖို့ရတဲ့ကိုဆိုလို့ချင်းဖြစ်တယ်အတ္တဆိုတဲ့စိတ်နှလုံးသားကိုကျွန်တော်တို့လောကကြီးကနေဒီစိတ်နှလုံးထဲကနေဖယ်ထုတ်ပြီးမှကျွန်တော်တို့ကအသက်ရှင်တတ်ဖို့ရန်အတွက်ဆိုတာကိုရှင်ယောဟန်ကြီးရဲ့အနေနဲ့ဒီလိုဖော်ပြခြင်းကျွန်တော်တို့ရဲ့အဖိုးကြီးအင်မတန်မှဒီတပည့်တော်ဒီထဲမှာအသက်အကြီးဆုံးကဒီပုဂ္ဂိုလ်ပဲရှိတယ်။ကျန်တဲ့လူတွေကအသက်မကြီးခင်မှာအသက်ခံရတယ်။အသက်ကြီးပြီးမှခေါင်းပြပဲသူ့ဘာသူတည်သွားတဲ့တမန်တော်တွေထဲမှာဒီရှင်ယောဟန်တူပါတယ်။အဲ့ဒါရှင်ယောဟန်အနေနဲ့ဆိုလိုတာကအဲ့ဒီချက်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီစိတ်နှလုံးထဲမှာအမေချင်းဝတ်နေတဲ့အင်မတန်မှဆိုးတယ်လို့ပြောရင်တော့ကိုအထင်သေးရကြတယ်။ဆိုးတယ်လို့တော့မဆိုချင်ပါဘူးကျွန်တော်တို့စီမှာအမေချင်းဝတ်နေတဲ့အတ္တဆိုတဲ့အရာကိုဖယ်လိုက်ခြင်းအဲ့ဒါကနောင်တတဲ့ပူတေချာနောင်တရပါပြီဆိုတဲ့စကားကမနဲ့ပြန်ဆိုရင်အဲ့ဒီအတ္တဆိုတဲ့လူပုဂ္ဂိုလ်ကြီးက
နေရာဝင်ယူလိုက်ရင်အဲ့ဒီနောင်တကခဏအစင်မပြေဒါဆိုဒီလောကကြီးမှာဖရာသူအလူတော်ရှိတာကဒီကျွန်တော်တို့ရှိမှခရိယန်ဆိုတဲ့ယုံကြည်ခြင်းဒီယုံကြည်ပါတယ်ယုံကြည်ပါတယ်ကိုရောယုံကြည်ပါတယ်ကိုရောချစ်ချင်းမြတ်တာကိုနားလေပါတယ်ကျွန်တော်တို့တခါတချင်းဆိုရလေဒီမှာစင်ဆိုရစီမေဖေးလေးခံယူဒါပေမဲ့အဲ့ဒီထဲမှာနှလုံးသားတွေကရစ်ဖြစ်မနေဘူးဆိုရင်ဒီအရာကနောင်တနဲ့အင်မတန်မှဝေးတယ်အတ္တနဲ့ဒီအင်မတန်မှဝေးတဲ့အရာဖြစ်တယ်ဆိုပြီးမှတွင်တင်ထားတာကိုအဲ့လိုသဘောပေါက်နားလေရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီရှင်ယောဟန်အနေနဲ့ကျွန်တော်တို့ကိုဆုံးမတဲ့အချက်အဓိကအချက်ကကျွန်တော်တို့ရဲ့နှလုံးသားဒီနောင်တနဲ့ပြန်လေလာတဲ့လူပုဂ္ဂိုလ်တိုင်းဒီခုနကတော့ပြောကျွန်တော်အပြစ်က automatic လုပ်ပြီးသားမလုပ်နဲ့လို့ပြောလဲလုပ်တယ်လုပ်ပါလို့ပြောလဲလုပ်တယ်လုပ်ကျင်တာမှတပိုင်းကိုတင်းလို့လူကအခုဒီမှာထိုင်နေလဲလုပ်တယ်ထနေလဲလုပ်တယ်အပြစ်ကမလုပ်နဲ့လို့ပြောလဲမရလွတ်ကိုလုပ်တယ်ဒါပေမဲ့အဲ့ဒီအပြစ်ကနေနောင်တလေလာတဲ့အဲ့ဒီနောင်တဒီကကျွန်တော်တို့ရဲ့ဒီစိတ်နှလုံးထဲမှာအတ္တဆိုတဲ့အရာကိုဖယ်နိုင်ဖို့ရတဲ့နောင်တပဲဖြစ်ရမယ်အဲ့လိုမျိုးဖယ်လိုက်ခါမှပဲကျွန်တော်တို့ရဲ့စိတ်နှလုံးဒီရစ်ဖြစ်လာဘာကြောင့်လဲကျွန်တော်တို့ဟေဘဲဩဝါဒကျမ်းထဲမှာရှင်ဘောလုအနေနဲ့ယေရှုခရစ်တော်အကြောင်းကိုဖော်ပြတာယေရှုခရစ်တော်ဒီလေဒီလောကကိုဆင်းသက်လာခြင်းတည်းအခြားသောစီးစိမ်ဥစ္စာလက်ဆောင်ဗန္တာဒီကိုမျောလင့်ပြီးမှဒီလောကကြီးကိုဆင်းလာတာမဟုတ်ဘူးနော်ဘာအတွက်များဆင်းလာတယ်လဲယေရှုခရစ်တော်ကတူလူကျင်တာကယုံကြည်သူခရိယာများအရောက်စီတိုင်းရဲ့နှလုံးသားထဲကနေပေါ်ထွက်လာတဲ့ရစ်နှလုံးသားကို၌ကရစ်ဖြစ်သောနှလုံးသားကျွန်တော်တို့ကချင်လူတို့ပြောတဲ့မြစ်ခုံကာအဲ့ဒီမြစ်ခုံကာတဲ့ပူမြင့်တယ်အခုကျွန်တော်ပြောတဲ့စကားကမြစ်ခုံကာစိတ်ကျွန်တော်တို့ဗမာလိုပြန်ဘယ်လိုပြောရမလဲမသိဘူးစိတ်ကတည်းကနေပေါ်လာတဲ့ရစ်လို့ပဲပြောရမှာအဲ့ဒါမဟုတ်ဘူးအဲ့ဒီတဲ့ပူမြင့်တယ်ဒီနှလုံးသားထဲမှာကို automatic ပေါ်လာတာမဟုတ်ပဲဒီထဲမှာကိုကျွန်တော်တို့ကရစ်အဖြစ်အသက်ရှင်တော့ခရိယာန်အသက်တာကိုလူချင်းလို့ယေရှုခရစ်တော်ဒီလေဤလောကကိုဆင်းသက်လာခြင်းဖြစ်တယ်သူကိုယ်တိုင်လည်းအဲ့ဒီအမှုကိုပဲပြုပြီးမှလောကယုံကြည်သူမယုံကြည်သူဖြစ်စေလူသားတိုင်းအတွက်သူကအတ္တကင်းစွာနဲ့လောကကိုကယ်တင်ဖို့ရအတွက်ဆင်းသက်လာခြင်းတည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီအရာဒီအားလုံးဟာဗမာရီပြောထားလို့ယေရှုကဒီအကြောင်းတွေပြောနေတာလေတမန်ကျမ်းစာထဲမှာအားလုံးဖော်ပြပြီးရေးတာပြီးတာဖြစ်သောကြောင့်လေဒီအရာကိုထပ်လောင်းပြီးမှကချင်တို့ငန်းလူထဖာရခိုင်တဲ့ထက်ခိုင်အောင်မြင့်တဲ့ထက်မြင့်အောင်မြဲတဲ့ထက်မြဲအောင်ဒီအရာကိုချင့်ဆောင်နိုင်ဖို့ရတဲ့ဖော်ပြခြင်းဖြစ်ပါတယ်ဆိုပြီးမှရှင်ဘောလုလည်းအဲ့စကားအကြောင်းပဲအဲ့ဒီအကြောင်းပဲဖော်ပြထားတာတွေ့ရတယ်နောက်တစ်ဖန်ယောမဝါဒကျမ်းတတ်မှာလားဒီတိုင်းပဲပြောထားတယ်တကယ်လို့များကျွန်တော်တို့ကယေရှုခရစ်တော်ပြောတဲ့စကားဟာတမန်ကျမ်းစာကဖော်ပြထားတာနဲ့ကျွန်တော်ရဲ့အသက်တာနဲ့ကတော်တော်လေးကိုဝေးပါတယ်မတတ်နိုင်ပါဘူးလေဆိုတဲ့အရာကိုဖယ်နိုင်မယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်အမှခန္ဓာဒီလူခန္ဓာနဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းကနလန်းစီသူ့လမ်းကိုလမ်းဖြစ်တယ်ဆိုတဲ့သဘောတရားမှာဒီယောမဩဝါဒကျမ်းထဲမှာအဲ့လိုဖော်ပြထားတာဟုတ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘုရားသခင်ရဲ့နှုတ်ကပတ်ဒေသနာတော်ကိုခံယူပြီးမှတန်ရှင်တော်ဝိညာဉ်တော်ကိုရရှိသောခရိယာများဖြစ်ပါတယ်ဆိုပြီးမှမိမိကိုတော့မိမိခံယူပါရဲ့သို့တော်ညာလဲဒီလောကီခန္ဓာကြီးကိုမဲ့မောပြီးမှဒီလောကီနဲ့သက်ဆိုင်တဲ့အရာဒါအမေးကျွန်တော်တို့ကကျင့်ဆောင်နေမယ်ဆိုလေအဲ့ဒီအရာကတည်ခြင်းကိုသွားတဲ့လမ်းတာဖြစ်လိမ့်မယ်အဲ့ဒီဘာဖြစ်လို့လဲဆိုတော့အဲ့ဒါအတ္တမပြောက်သေးတာအတ္တမပြောက်သေးအတ္တမပြောက်သေးတဲ့အခါကျတော့ခုနကျွန်တော်တို့ခန္ဓာကိုယ်ကကျွန်တော်ရဲ့နှလုံးသားရစ်မဖြစ်သေးတဲ့ဘယ်တော့မှကျွန်တော်တို့ရဲ့ဒီဝိညာဉ်နဲ့ဆက်ဆက်တဲ့အပိုင်းမှာယက်တည်ဖို့ရတဲ့ချင့်ဆောင်နိုင်ဖို့ရတဲ့ဘုရားအလိုတော်ဆိုတဲ့စကားကိုအမိလိုက်နိုင်ဖို့ရတဲ့ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတဲ့သဘောကိုဆိုလူခြင်းပဲဖြစ်ပါတယ်။အားကြောင့်လဲအဲ့ဒီလောကီစိတ်လောကီခန္ဓာပိုင်းဆိုင်ရာတဲ့ဒီတစုံတစ်ခုကိုမုန်းတယ်တစုံတစ်ခုကိုမလို့မုန်းထားရှိတယ်အမြဲတမ်းဒီတယောက်ကိုချစ်တော်ညာလဲဟိုတယောက်ကိုမချစ်နိုင်ဘူးဗျာလွယ်တော့မလွယ်ဘူးလူစိတ်ကလည်း
သူများတွေပြောတာလူစိတ်ကမြောက်စိတ်နဲ့တူတယ်ဟုတ်တယ်အခုတော်ကြနေချစ်တယ်တော်ကြနေမချစ်တော့တော်ကြနေမုန်းတယ်တော်ကြနေပြန်ချစ်လာပြန်ပြီတော်ကြနေယဉ်နေတယ်တော်ကြနေမယဉ်နေတော့မပြေတော့မမေးမမေးတဲ့အခါကဒီအရာကဘာကြောင့်မမေးခြင်းကိုရောက်လာတယ်လဲခုနအစောပိုင်းကပြောတယ်ရစ်မဖြစ်တဲ့စိတ်နှလုံးဖြစ်တော့ကြောင့်ဖြစ်တယ်ဆိုတော့ရစ်ဖြစ်လာအောင်ကြိုးစားအားထုတ်ဖို့ရန်အတွက်ကဘယ်မှာရှိတယ်လဲအားလုံးရေးသားပြီးဖြစ်ပါတယ်ချစ်သားတို့ခမည်းတော်အတွက်အရာရာကိုတင်းတို့အာရေး၍ပေးလိုက်နေပြီဆိုလိုတာကတမန်ကျမ်းစာထဲမှာရှိတယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတမန်ကျမ်းစာထဲကဘာတွေပြောသားလဲခုနပြောတယ်ဘုရားသခင်တကယ်လို့များဒီလိုမျိုးရှိနေတွေ့တယ်ဘုရားသခင်ကိုမုန်းရကြတယ်တစုံတို့ကိုအမြဲကျွန်တော်တို့ကမုန်းတယ်မလို့မုန်းထားရှိခြင်းဒီလဲကျွန်တော်တို့နှလုံးသားရစ်မဖြစ်တွေ့တယ်ဘုရားသခင်ကိုမုန်းရကြတယ်ဂရိတ်ဆံဖက်အန်ဂျူအန်တောင်းရယ်အန်တောင်းညတ်တဲ့တရားကချင်လူကြတော့ဂရိတ်ဆံဖက်အန်တောင်းညတ်တဲ့အဲ့ဒီလူရဲ့ခရီးစဉ်ကကစံကားအိုးတမလွန်နဲ့နီးတယ်တမလွန်ဆိုရင်တော့နည်းနည်းနီးတယ်လို့ခံစားရှိတယ်ငရဲနဲ့နီးတယ်ဆိုတဲ့သဘောမျိုးဖြစ်ပဲငရဲလမ်းကိုဆင်းတဲ့လမ်းတာလေးဖြစ်တယ်ဆိုပြီးမှဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့နှလုံးသားတွေရစ်ကောင်ဖြစ်သွားဖို့ရန်အတွက်ရစ်ဖြစ်သောစိတ်နှလုံးဖြစ်လာရဖို့ရန်အတွက်ကဝိညာဉ်တော်ရဲ့ထိန်းချောင်းမှု၌လိုက်လျှောက်ပါဝိညာဉ်တော်ရဲ့ထိန်းချောင်းမှုနောက်မှာလိုက်ရင်အသက်ရှင်မယ်နောက်တစ်ခုကပျော်ရွှင်ခြင်းကိုပိုင်ဆိုင်မယ်နောက်တစ်ခုကဝမ်းမြောက်ခြင်းကိုအမေးတစေပိုင်ဆိုင်ပြီးထာဝရအသက်နဲ့သက်ဆိုင်သောအရာတွေကျွန်တော်ကျမတို့အတွက်ဖြစ်ပါတယ်ဆိုပြီးမှဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ယနေ့ယုံကြည်သူအရောက်စီတိုင်းအနေနဲ့ယုံကြည်ပါတယ်ဆိုတဲ့စကားနဲ့မလုံလောက်ပါဘူးခင်ဗျာအဲ့ဒီထက်ပိုမြင့်တဲ့အရာဒီမှာနောင်တဆိုတဲ့အရာနဲ့လည်းမလုံလောက်သေးပါဘူးနောင်တထက်ပိုမြင့်တဲ့မိမိကိုယ်၌ကမိမိရဲ့နှလုံးသားထဲမှာရှိတဲ့စိတ်နှလုံးသားကတကယ်ရစ်ဖြစ်သောစိတ်နှလုံးအပြင်ကျွန်တော်တို့ကဘုရားသခင်ရဲ့စကားတော်ကိုနာခံမယ်ဆိုရင်ပညတ်တရားတစ်ခုလုံးကိုမောရှိကနေစပြီးကဘာဝကျမ်းကနေတုတ်တန်ကျမ်းအထိကိုကျွန်တော်တို့ကလိုက်လျှောက်ပြီးသားဖြစ်ပါတယ်ဆိုတဲ့သဘောတရားဆောင်ပါတယ်ဒါကြောင့်ကျမတို့အရောက်စီတိုင်းရဲ့ခရိယာအသက်တာဒီဟုတ်ကဲ့ပါဆိုတာနဲ့မဟုတ်ပဲနဲ့တကယ်လိုက်လျှောက်တဲ့အသက်တာအဖြစ်ကျွန်တော်တို့အသက်ရှင်ရင်းနဲ့တူပွားရှင်သန်ကြပါစို့လို့ခေါ်ဖိတ်ရင်းနဲ့ပဲနေကုန်ချုပ်ပါတယ်။နာဂန်တို့အရောက်စီတိုင်းပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေလို့